ဒီခေတ်မှာလူအများစုကဗျာငွေလည်းအများကြီးလိုချင်ကြတယ်ဗျာအောင်မြင်မှုတွေလည်းမြန်မြန်ရချင်ကြတာပေါ့အခြေအကြောက်လည်းပြည့်ပြည့်စုံချင်ကြတယ်အိမ်တွေကားတွေယာရုတွေနာမည်တွေဗျာလူအများရဲ့အတိမတ်ပြုချင်လည်းအကုန်ခံချင်ကြတာပေါ့ဒါပေမဲ့ဗျာစိတ်ဖြစ်စီမှုကြတော့မလိုချင်ကြဘူးအချိန်ကိုတော့အမြဲတမ်းလွတ်လပ်ချင်ကြတာပေါ့တကယ်တော့ဘဝဆိုတာကအရာအလုံးကိုတပြိုင်တည်းနဲ့သိယူခြင်းမဟုတ်ဘဲနဲ့ဘယ်အရာကိုယူရမယ်ဘယ်အရာကိုလွတ်ချမလဲဆိုတော့သိချင်းပါပဲဗျာဗုဒ္ဓဒသနာအရာတော့လူကိုပင်ပန်းစေတာကလေမရှိခြင်းတခုတည်းမဟုတ်ဘူးဗျရှိပြီးသားအပေါ်မှာမကျင်တဲ့ခြင်းကလည်းလူစိတ်ကိုပို့ပြီးတော့ပူလောင်စေတာပေါ့အိမ်ကောင်းတစ်လုံးရှိပေမဲ့ဗျာသူများအိမ်ထက်မကြည့်လို့ဆိုပြီးတော့စိတ်မချမ်းသာဘူးပေါ့အလုပ်ကောင်းတစ်ခုရှိပေမဲ့ဗျာသူများရာထူးတဲ့နှိမ့်ကြနေတဲ့ကိုမလုံလောက်သေးဘူးလို့ခံစားရတာလို့ကိုချစ်တဲ့သူရှိပေမဲ့လူမှုကွန်ရက်ပေါ်မှာတခြားသူတွေရဲ့အခြေအနေကိုနှိုင်းယှဉ်ပြီးတော့ကိုဘဝကိုမပြည့်စုံဘူးလို့ထင်တာတို့ဒီလိုမရှိတာတို့လိုက်ရှာနေရင်းနဲ့လေရှိပြီးသားတန်ဖိုးတွေကိုမမြင်နိုင်တော့ဘူးဗျဥပမာဗျာလက်နှစ်ဖက်နဲ့ပစ္စည်း10မျိုးတစ်ခါတည်းကင်ထားမယ်ဆိုရင်တချို့အရာတွေကပြုတ်ကျမယ်ဗျာတချို့အရာတွေကပျက်စီးမှာပေါ့ကိုယ်တိုင်လည်းပင်ပန်းတာပေါ့ဒါပေမဲ့ကိုခရီးတို့ဗျာတကယ်လိုအပ်တဲ့ပစ္စည်း2ခု3ခုလောက်ကိုရွေးချယ်မယ်ဆိုရင်တော့ခြေလမ်းကပူပေါ်မယ်လမ်းကပူရှင်းမှာပေါ့လူရခီးကိုလည်းပုံမြင်မြင်ရောက်နိုင်မယ်ဗျာဘဝမှာလည်းဒီအတိုင်းပဲဗျာတချို့အရာတွေကိုရှော့ချလိုက်ရမှာပေါ့မလိုအပ်တဲ့အသုံးစရိတ်တွေလည်းရှော့ရမယ်မလိုအပ်တဲ့ပြန်ဆိုင်မှုတွေလည်းရှော့ရမယ်လူတိုင်းကျင့်အောင်ကြိုးစားနေတာကိုလည်းရှော့ရမယ်ဗျကိုဘဝကိုသူများဘဝနဲ့အမြဲနှိုင်းရှင်မှုတွေကိုလည်းရှော့ရမှာပေါ့ကိုမနိုင်တဲ့တာဝန်တွေအကုန်ယူထားတာကိုလည်းရှော့ရမယ်ဗျတချို့အရာတွေကိုမလိုတော့ဘူးလို့ပြောနိုင်ခြင်းဟာလေအားနေခြင်းမဟုတ်ဘူးဗျတချို့လူတွေကိုဒီအထိပဲလို့ကန့်သက်ခြင်းကလည်းရက်စက်ခြင်းမဟုတ်ဘူးဗျတချို့အခွင့်အရေးတွေကိုလေမရွေးချယ်ခြင်းကလည်းရှုံးနေခြင်းမဟုတ်ဘူးဗျဒါတွေကကိုယ်စိတ်ငြိမ်းချမ်းမှုကိုတန်ဖိုးတတ်တဲ့ခြင်းတည်းဖြစ်တာပေါ့အကုန်ရခြင်းနဲ့စိတ်နဲ့နေသူကလေလိုရလေလိုလေဦးသစီဖြစ်တာပေါ့ရှော့တတ်တဲ့သူကလည်းနည်းနည်းလေးနဲ့ပြည့်စုံတာပေါ့ဗျာဗုဒ္ဓဒသနာကတင်ပေးတာကအရာရာကိုစွန့်လွတ်ပြီးတော့ဘာမှမလုပ်ဘဲနဲ့နေဖို့မဟုတ်ဘူးနော်လိုအပ်တာကိုကြိုးစားရတဲ့နာကိုရယူဒါပေမဲ့မရလို့လဲစိတ်မပြတ်စီနဲ့ဆိုလိုတာပေါ့အောင်မြင်ချင်တာလည်းမမှားဘူးဗျချမ်းသာချင်တာလည်းမမှားဘူးပေါ့ပိုကောင်းတဲ့ဘဝကိုလူချင်တာလည်းမမှားဘူးဒါပေမဲ့ဒီအရာတွေကိုရဖို့အတွက်ကိုယ့်ရဲ့ကျန်းမာရေးတွေကိုယ့်ရဲ့မိသားစုတွေကိုယ့်ရဲ့ဂုဏ်သိက္ခာတွေကိုယ့်ရဲ့အေးချမ်းမှုတွေကိုပြဆက်ရပြီဆိုရင်တော့ဗျအောင်မြင်မှုမဟုတ်တော့ဘူးဗျမပြည့်စုံတဲ့ဘဝဆိုတာအရာအလုံးကိုပိုင်ဆိုင်ထားတဲ့ဘဝမဟုတ်ဘူးနော်ကိုယ့်အတွက်ဘာကလုံလောက်ပြီတဲ့ဆိုတော့သိတဲ့ဘဝဗျလောဘကိုဖြည့်ပြီးလို့မပြည့်ဝဘူးနိလောဘကိုရှော့လာမှစိတ်ကပြည့်ဝလာတာဗျတချို့အရာတွေကိုရယူခြင်းကြောင့်ဘဝကတိုးတက်တယ်တချို့အရာတွေကိုလက်လွတ်ခြင်းကြောင့်ဘဝကလွတ်မြောက်တာပေါ့ဒါကြောင့်လေရှော့တဲ့နာကိုရှော့ပါဗျာလွတ်တဲ့နာကိုလည်းလွတ်ပါတန်ဖိုးထားတဲ့နာကိုလည်းတန်ဖိုးထားပါဒါမှသာပိုင်ဆိုင်မှုများတဲ့ဘဝမဟုတ်ပဲငြိမ်းချမ်းမှုများတဲ့ဘဝကိုရမှာဖြစ်လိမ့်မယ်ဗျအကုန်ရောက်ဖို့ကြိုးစားနေသူကတော့အဆုံးမှာတော့ကိုယ့်ကိုယ်ကိုပဲဆုံးရှုံးတတ်ပါတယ်ဗျာ